ဒီကလေးလေးနာမည်ကလီယို66မျိုးစားပေါ့သူပြဿနာအရန်ကိုအကြောက်လွန်တဲ့ပြဿနာပေါ့နော်အကြောက်လွန်တဲ့ပြဿနာဆိုတော့မှသူကဥမာဟိုပါပေါ့ခွေးချင်းမှသူပြဿနာမရှိဘူးဒါပေမဲ့လူအခြားရောက်ဝတ္ထုလို့သူအရန်ယုံကြည်မှုမရှိဘူးပေါ့နော်အဲ့တော့ကလေးမျိုးကိုကျွန်တော်တို့ကဟိုအရန်ကြီးဒီ punish လောက်တာမျိုးလုပ်လို့မရဘူးပေါ့နော် push လောက်တာမျိုးလုပ်လို့မရအဲ့တော့သူ့ကိုကျွန်တော်ဖြည်းဖြည်းချင်းနဲ့ပဲကျွန်တော်ကဟိုဆွဲယူရမှာပေါ့နော်ဥမာဟိုနေမြေတစ်ခုအစ်စ်ကိုကျွန်တော်တို့စီမှာရောက်လာပြီဆိုရင်ကျွန်တော်ချက်ချင်းကြီးနေမြေဟိုလို့ပေါ့စန့်ထုတ်တာမျိုးလုပ်လို့မရဘူးဖြည်းဖြည်းချင်းသွားရမှာပေါ့နော်ဥမာဒီတနေရာနေတနေရာဟိုပေါ့ဥမာဟိုကျွန်တော်ကွင်းထဲမှာကျွန်တော်ကျောင်းထဲကကွင်းထဲမှာလမ်းလျှောက်တာမျိုးပြီးတော့မှကျွန်တော်နဲ့ဟိုပေါ်မှာလူပေါ်မှာသူစိတ်ချလာပြီဆိုအဓိကလူသူကြောက်တာလူပေါ့နော်စိတ်ချလာပြီဆိုမှကျွန်တော်တို့ကဟိုမှာအပြင်ကိုတဖြည်းဖြည်းချင်းနေရာတစ်ခုဟိုဖြည်းဖြည်းချင်းချက်ထင်တာမျိုးလုပ်လို့ရတယ်နောက်တစ်ခုကဟိုတစ်ချက်ကအရန်ကြီးဟိုကျွန်တော်ကျိုးဆွဲတာမျိုးကျွန်တော်လုပ်လို့မရဘူးဗျနောက်ဒါဆိုရင်ဒါ3ရက်ပေါ့နော်3ရက်ပေါ့3ရက်မှာတော်တော်လေးဒါအချင်းလေးတော့ကောင်းလာတယ်ပေါ့နော်အဲ့တော့အဲ့လိုအရန်ကြောက်စိတ်လွန်တဲ့ကလေးယုံကြည်မှုမရှိတဲ့ကလေးမျိုးကြရင်ကျွန်တော်တို့ကအတင်းကြီး PR တွေနဲ့ကျွန်တော်လုပ်လို့မရပါဘူးဗျနော်အဲ့တော့ဖြည်းဖြည်းချင်းပဲကျွန်တော်တို့သွားမယ်ဟိုမှာအရင်ဆုံးဒီကျိုးပေါ့နော်ဒီကျိုးကသူရောက်စမှာဆိုကျွန်တော်ဒီအကျိုးတစ်ချောင်းရယ်ကျိုးအသေးတစ်ချောင်းရယ်သူကိုက်ဖြတ်ပလိုက်တယ်ကြောက်ပြီးအကြောက်လွန်ပြီးတော့ပေါ့နော်အခုဆိုဒီကျိုးကိုသူလက်ခံလာတယ်ဒါပေမဲ့ကျွန်တော်လည်းဟိုလုံးဝဟိုတက်ထက်ထဲတော့မဖြစ်သေးဘူးပေါ့နော်ယုံကြည်မှုကတော့မရတယ်အရန်မရသေးဘူးဒါပေမဲ့ဟိုနည်းနည်းလေးတော့အဆင်ပြေလာတယ်ပေါ့နော်ဟိုကျိုးလိုက်တက်လာတယ်ပေါ့နော်အဲ့တော့နေရာတစ်ခုကိုကျွန်တော်ကအရန်ကြီးချက်ထွန်းတာမျိုးမလုပ်ခွင့်နဲ့ကျွန်တော်ဖြည်းဖြည်းချင်းသူ့ကိုတနေရာပြီးတနေရာသူ့မှာဟိုအနှံလေးတွေပေါ့နော်အဲ့လိုအခုဆိုနန်းလာတာမျိုးတွေလောက်လာတယ်ပေါ့နော်အနံလေးတွေပေးရှူမယ်သူယုံကြည်လာတဲ့နေရာတစ်ခုကမှနောက်အခြားအစ်စ်ကိုကျွန်တော်ကပြန်ပြီးတော့ဟိုချက်တော့မျိုးပဲလုပ်တင်တယ်ပေါ့နော်အရန်ကြီး PR တွေနဲ့တွန်းအားတွေနဲ့လုပ်လို့မရပါဘူးဗျဒီလိုကြောက်စိတ်အရန်ကြီးတဲ့ကလေးမျိုးနော်အဲ့ဒါတကယ်ချင်းနေအနေနဲ့ကျွန်တော်တို့ဒါဘုံထုတာလေးရအောင်ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဒီကလေးရဲ့အခြေအနေလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်နော်ဒါအခုတော့တော်တော်လေးတော့အခြေအနေလေးဒီမှာလေလာပါအောင်ဇာလေးလာပါအောင်လေးရောနောက်တစ်ခုကျွန်တော်ဒီစကားတွေအရန်ပေါ့ပြောတာမျိုးလည်းလုပ်လို့မရဘူးဗျနော်သူယုံကြည်မှုရလာအောင်သူဟိုကျွန်တော်နဲ့ပေါ့နော်တသားလေးဖြစ်အောင်ဆိုရင်ကျွန်တော်ဒီတိုင်းပဲဟိုငြိမ်နေပေးလိုက်တယ်အခုဆိုဒါဆိုကတ်လျဲလာပြီရောက်စားမှဆိုလုံးဝအစ်အခြေအနေမကောင်းဘူးပေါ့နော်ဒါလက်ရှိဒါလီယိုလေးရဲ့အခြေအနေလေးကိုပြောပြပေးတာပါဗျနော်ဒီမျက်နှာလေးရဲ့ဆိုရင်လည်းမျက်လုံးလေးဒီဘက်ကမျက်လုံးလေးဆိုတော့ဟိုတနေ့ကရောက်တဲ့နေ့မှာသူထွက်ပြေးတယ်တစ်ကိုင်းတစ်ခုနဲ့သူသွားပြီးတော့ချိတ်မိတယ်ပေါ့နော်ချိတ်မိတော့မျက်လုံးလေးထိသွားတယ်အခုဒါတော်တော်လေးအဆင်ပြေတဲ့အခြေအနေလေးတော့ရောက်လာပါပြီဟုတ်ကဲ့ဒါကြောက်တဲ့ကလေးတွေကိုကျွန်တော်တို့အရင် PR တွေတုံးပြီးလောက်တာမျိုးတွေမလုပ်ဘူးသူ့ကိုပဲကျွန်တော်ကအလျှော့ပေးတာမျိုးလုပ်မယ်သူ့အတွက်လုံခြုံစိတ်ချတယ်ဆိုတဲ့နေရာတစ်ခုကိုကျွန်တော်တို့ဟိုပြုတ်လုပ်ပေးရမယ်ပေါ့နော်အဲ့မှာဟိုရှုပ်ထွေးနေတဲ့အခြေအနေမျိုးတွေလုံးဝဖန်တီးလို့မရပါဘူးဗျာနော်နောက်တစ်ခုက leash တက်တဲ့အခါမှာလည်းကျွန်တော်တို့ကဟိုအရင်တင်းကျပ်ပြီးတော့လို့ဆွဲလို့မရဘူးပေါ့နော်သူသွားတဲ့နောက်ကိုပဲကျွန်တော်ကဖြည်းဖြည်းချင်းပဲလုပ်ပေးတာပို့ပြီးအဆင်ပြေပါတယ်ဗျဟုတ်ကဲ့ဒါကတော့ကြောက်တဲ့ကလေးတွေအတွက်ကိုဒါတကယ်ချင်းတွေမှာရှိလို့ရှိရင်ဒါပြင်ဆင်လို့ရအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Hi-Fi.training ဆိုတာ founder မျိုးမင်းပါ